ကျွန်တော်တို့အားလုံးပဲမင်္ဂလာပါခင်ဗျ။ဒီကဆွေးနွေးပေးခြင်းတဲ့အကြောင်းအရာကတော့ projectile motion တော့ high motion reference စာအုပ်အနေနဲ့ကတရေအကြောင်းအရာကိုပြောမလဲဆိုတော့ University Modern Physics ဆိုတဲ့ဟုတ်ပေါ့ဒီကောင်နာမည်ကြီး Global Edition နဲ့ American Edition ကဟွာဘူးတရေအကြောင်းပါတယ်တော့ဒီစာအုပ်ကိုလိုချင်တယ်ဆိုရင်လည်း Telegram မှာ PDF file အနေနဲ့ဆိုရင်လည်းကျွန်တော်တို့ link ချပေးလို့ရတယ်ဟုတ်ပြီတော့ projectile motion projectile motion နဲ့ပတ်သက်ပြီးတော့သင်ရိုးတော်တော်များများမှာကျွန်တော်တို့တွေ့ရတယ်ပေါ့နော်ဘယ်သင်ရိုးတွေမှာတွေ့ရလဲဆိုတော့တောင်းသင်ရိုးရတယ် Yes and A level မှာလည်း high motion တွေ့ရတယ်အဲ့တော့အကုန်လုံးကိုတော့ခွဲပြီးတော့ကျွန်တော်တို့သင်ပြမှာမဟုတ်เนาะဒီမှာတပေါင်းတစ်စီတည်းပေါ့နော်ဒါ A level လဲအောက်ကိုဖြစ်လို့ဒီမှာအကြောင်းတော့လဲအောက်ဖြစ်အဲ့တော့ဒီကလေးမှာ university level တွေအတွက်လဲဒါမျိုးပါတာရှိတော့တောင်းကလဲ level မှာသုံးတဲ့စာအုပ်ပေါ့နော်အဲ့ဒီစာအုပ်ကိုကျွန်တော် reference အနေနဲ့တော့မှရှင်းအဲ့တော့စာအုပ်ကိုယူပြီးတော့မှရှင်းမယ်လို့ပြောပေမဲ့တော့ဒီစာအုပ်ထဲမှာပါတဲ့စာပိုက်တွေကိုတော့သိသိဖတ်မပြတော့ဘူးเนาะစာဖတ်တာတွေဘာသာပြန်တာတွေကျွန်တော်တို့မလုပ်တော့ဘူးဟာသူကဘယ်လိုမျိုးရွေလျားမှုဖြစ်တယ်ဆိုတာကိုပြောမယ်ပြီးရင်သူနဲ့ပတ်သက်တဲ့ညာချင်းတွေရှိတယ်အဲ့ဒီညီညာချင်းတွေဘယ်ကနေဘယ်လိုရောက်လာတာနော်အဲ့လေးတွေတွက်ပြမယ်တော့ဒီမှာရွေလျားမှုအဲ့ဒီရွေလျားမှုဟာဘယ်အချက်တွေကိုလိုက်နာတယ်လဲပြီးတော့ရွေလျားမှုနဲ့ပတ်သက်ပြီးတော့ဘာတွေကိုအဓိကရှာတဲ့နေရာမှာဘာတွေအဓိကထားပြီးတော့ရှာလို့ရတယ်လဲဆိုတာပြောပြတော့နော်တော့ဒီစာပိုက်တွေအားလုံးဖတ်နေမယ်ဆိုရင်တော့ဒါလူတိုင်းဖတ်တတ်တယ်နော်တော့ဒီလိုစာအုပ်တွေကလည်းအခုခေတ်မှာလွယ်တယ်နော်ပေါ်တယ်သူနဲ့ topic တွေတူပြီးတော့မှ presentation ပေါ့နော်သင်ပြတဲ့ဟာလေးပဲနည်းနည်းကွာတဲ့စာအုပ်တွေစာအုပ်တွေလည်းပေါ်တယ်အဲ့တော့စာအုပ်ကတော့ဘယ်စာအုပ်ထဲရပဲကြည့်ဒါပြဿနာမရှိဘူးဟုတ်ပြီကျွန်တော်စလိုက်ကြအောင်နော် projectile motion အဲ့တော့သူ့ရဲ့ရွေ့လျားမှုပုံစံကအဲ့ဒီပုံမှာပြထားတဲ့လမ်းကြောင်းအတိုင်းပြည့်သွားတဲ့ပုံစံအဲ့တော့သူရွေ့သွားတဲ့အခါမှာသူသွားတဲ့လမ်းကြောင်းကဒီလိုရင်းကွေးလေးပေါ့အဲ့တော့စာလိုပေလိုပြောမယ်ဆိုရင်တော့သူက x direction အတိုင်းလဲသွားတာရှိမယ် y direction အတိုင်းသွားတာလည်းရှိ x direction နဲ့ y direction တစ်ခုစလုံးကိုကြိုင်နဲ့ထဲဖြစ်လျားတဲ့ပုံစံ projectile motion တော့ရွေ့သွားတဲ့နေရာကဘယ်နေရာမှာရွေ့တယ်လဲဆိုတော့ force field uniform force field တက်ရောက်တဲ့နေရာမှာသူကရွေ့တာဖြစ်အဲဒါကြောင့်မို့လို့ဒီလိုပုံစံမျိုးပြတာပါ uniform force field ပြောတဲ့အခါမှာအားတက်ရောက်တဲ့ဆက်ကွင်းပေါ့နော်အားတက်ရောက်တဲ့ဆက်ဘာလို့ပြောမယ်ဆိုရင် gravitational field လည်းဖြစ်နိုင်တယ် electric လည်းဖြစ်နိုင်တယ် magnetic field အဲ့တော့ကြိုက်တာဖြစ်လို့ရတယ်အဲ့ဒီထဲမှာဟလာ gravitational field ထဲမှာရွေ့မယ်ဆိုရင်တော့ဒါတောက်ခဲလေးလို့မဟုတ်လဲ
နော် rocket လို့ဟာမျိုးတွေပေါ့ mass ရှိတဲ့အရာတွေတွေ့သွားရင်ဒါသူ့အပေါ်မှာ gravity တက်ရောက်ခြင်းအမှာပေါ့အဲ့တော့သူ့ကို inertial force တစ်ခုပေးလိုက်ရင်သူကဒီမှာရွေ့လျားမှုစဖြစ်မယ်ဒါပေမဲ့အဲ့ဒီ inertial force ကကိုရွေ့စေတဲ့လှုံ့ဆော်မှုတစ်ခုရွေ့လျားမှုတစ်ခုလုံးကိုအဲ့ဒီရွေ့အားကနော်တောက်လျှောက်ကြီးတက်ရောက်နေမှာမဟုတ်ဘူးအဲ့တော့သူရွေ့သွားတဲ့လမ်းကြောင်းတစ်လျှောက်မှာသူ့အပေါ်မှာတက်ရောက်တဲ့အားသည် direction တစ်မျိုးပဲရှိတယ်အဲ့ဒီ direction ကတွက်ဆွဲမှုစက်ကွင်းနဲ့ရွေ့တယ်ဆိုရင်တွက်ဆွဲအား yellow charge particle တစ်ခုဟာ electric field တွေကိုရွေ့နေတယ်ဆိုတော့ electric force ဖြစ်မယ်နော် magnetic field တွေကိုရွေ့တယ်ဆိုရင်လည်းအဲ့တော့ magnetic force ဖြစ်မယ်ပေါ့နော်ဘာပဲဖြစ်ဖြစ်အဓိကအချက်ကတော့uniform force field ထဲမှာတွေ့သွားရမယ်အဲ့တော့အပြင်လက်တွေ့မှာကကျွန်တော်တို့အနေနဲ့ယူဆစရာတွေစဉ်းစားစရာတွေကအများကြီးရှိတယ်ဥပမာအနေနဲ့ဂဲလုံးတစ်လုံးကိုပြစ်လိုက်တယ်ပေါ့သူကလေတူတဲကိုသွားရတယ်လေတူတဲကိုဖြတ်တန်းပြီးတော့မှသွားရတဲ့အတွက်ကြောင့်သူ့အပေါ်မှာလေရဲ့ခုခံမှုတက်ရောက်တာမျိုးတွေလက်တွေ့မှာရှိအဲ့တော့လေရဲ့သိပ်သီးစလေရဲ့ graph coefficient ပေါ့နော်ပြီးရင်ဖြစ်လိုက်တဲ့အရာဝတ္ထုရဲ့မျက်နှာပြင်ဒါတွေအပေါ်မှာလိုက်ပြီးတော့ပြလျားမှုအပေါ်ကျိုးတက်ရောက်မှုရှိနိုင်တယ်ဒါပေမဲ့အခုလက်ရှိအနေအထားအရာပေါ့နော်ကျွန်တော်တို့အဲ့ဒီကောင်တွေကိုလေရဲ့ခုခံမှုကို neglect လုပ်ထားရလျူရှုဘာကြောင့်လဲဆိုတော့ဒါတွေကိုထည့်ပြီးတော့တွက်မယ်ဆိုရင်ညချင်းကပြုတ်ထွေးကုန်မှာဖြစ်ဟုတ်ပြီမလွယ်တော့ဘူးပေါ့နော်ပြောနေတဲ့အဆင့်မှာအဆင့်မပြေတော့ဟုတ်ပြီသူဒီမှာပြထားတယ်ပြထားတာကဟောလုံးလေးနှလုံးနော်ကိုတိုင်းရိုးရိုးလေးပဲလွတ်ချတယ်ကကြတော့ဘေးကိုနည်းနည်းလေးပြစ်ဘာကွာလဲပေါ့နော်ဒီကောင်ရဲ့ရွေ့သွားတဲ့လမ်းကြောင်းကိုကြည့်လိုက်သူရွေ့သွားတဲ့လမ်းကြောင်းကကျွန်တော်တို့သင်္ချာနီးရပြောမယ်ဆို y axis တစ်လျှောက်မှာ y direction တော့သူရဲ့ရွေ့လျားမှုနော် direction က axis တစ်ခုတည်းမှာပဲရွေ့တယ်တနည်းအားဖြင့် one dimension ဒီဘက်ကကောင်ကကျတော့အဲ့လိုမဟုတ်ဘူးပြည့်ရွေ့လျားမှုကဘေးကိုလည်းရောက်သွားတယ်နော်အပေါ်ကနေလည်းအောက်ကိုကျတယ်အဲ့လိုမျိုးအရာတွေကိုနော် projectile motion နဲ့တွေ့တယ်ဟောပါတယ်အဲ့တော့ဟုတ်ပြီအဲ့စမော်လေးတစ်ခုဗီဒီယိုရှင်းပြောမယ်ဆိုရင်particle တစ်ခုနော်အဲ့ဒီ particle ဘယ်လိုပုံစံတိုင်းပထမအားတစ်ခုတက်ရောက်ခြင်းရတယ်ပေါ့ထင်ထင်ရှားရှားပြောမယ်ဆိုရင်တော့မုတ်ဆိုးတစ်ယောက်ပေါ့နော်မုတ်ဆိုးတစ်ယောက်ကပြပြစ်ပဲပမာအနေနဲ့မုတ်ဆိုးပြစ်မဲ့ညာကျိုးဒီကျိုးတညားတံကိုတသူကဒဲအပြစ်မှာမဟုတ်သူညားတံရဲ့လားရာဟာနော်အပေါ်နည်းနည်းလေးထောင်ထားတယ်ပေါ့နော်အဲ့တော့ရာမာမင်းသားလေးတော်တင်ခန်းတွေကရာမာမင်းသားလေးတင်တယ်လို့မျိုးအဲ့ဒါကိုပြစ်မယ်အဲ့တော့ဒီမြားကဒီကိုခွင်းပြီးတော့သွားဒါပေမဲ့ကျွန်တော်တို့ခုနကရှေ့ကပြောခဲ့တဲ့အတိုင်းလေရဲ့ခုခံမှုကိုလစ်လျူရှုနော်အဲ့တော့လေရဲ့ခုခံမှုကိုလစ်လျူရှုမှာဒီကျွန်တော်တို့တွက်တဲ့ပု္ပ္ပာကရိုးရှင်းမှာလွယ်ကူမှာဖြစ်တယ်ဟုတ်လေရဲ့ခုခံမှုမရှိကူသွားရမယ်လမ်းကြောင်းတစ်လျှောက်မှာတက်ရောက်တာသည် uniform gravitational field တက်ရောက်တယ်အဲ့တော့ uniform gravitational
downward direction တက်ရောက်နေတယ်ဆိုအဲ့ဒီလမ်းကြောင်းတိုင်းသူတို့သွားမှာနော်ဟိုထောင်တက်သွားမယ်ရောက်ပြီဒီမှာမုတ်ဆိုးဟာပြည့်လက်ကနေလေကျိုးကိုလွတ်လိုက်တာနဲ့တိုင်းနေတယ်ဒီကောင်ဆွဲတာကောင်ဆွဲထားတဲ့အရာကအားလုံးသိတဲ့အတိုင်းပဲပေါ့တက်ရောက်မှုရှိတော့ force တက်ရောက်မှုရှိအိမ်မှာ crash လောက်ထားတယ်ကြက်ပောင်ကျိုးတရေကျိုးဆွဲတာနော်ဆွဲလိုက်ဆွဲဆန့်အဲ့ဒီကြက်ပောင်တရေကဘာဖြစ်နိုင်လဲဆိုတော့ elastic force နော်လုံးကန်အားတက်ရောက်နေတယ်လွတ်လိုက်တာနဲ့စွမ်းရင်ကူပြောင်းမှုအားတက်ရောက်တော့ဒီကောင်ပေါ့ force တစ်ခုဘယ်အထိတက်ရောက်မလဲဆိုတော့ဒီကောင်ဒီလိုမျိုးဆန့်သွားတယ်ကြာပဲပြီးရင်တော့အားတက်ရောက်နေတဲ့အချိန်အတွင်းမှာဒီကောင်လေးဒီကြားလေးကလက်ကိုကရက်နေတယ်နော်ရက်နေတယ် canary ဖြစ်နေတယ်ရက်နေရနေ force တစ်ခုတက်ရောက်လိုက်တော့ရွှေ့ပါတယ်ဖြည်းဖြည်းမြန်လာတယ်အဲ့ဒီ force တက်ရောက်တာက constant force တော့မဟုတ်ဘူးဘာလို့လဲဆိုတော့ဒီကောင်ကကြားတန်ကလွတ်လိုက်ရင်ယော့သွားမယ်ယော့သွားရင်တက်ရောက်တဲ့အားကလည်းပျော့သွားမယ်နော်တက်ရောက်တဲ့အားလည်းပျော့သွားအဲ့တော့တက်ရောက်တဲ့အားကတော့တူမှာမဟုတ်ဘူးဒီမှာအစပိုင်းကတော့များမယ်နောက်ပိုင်းမှာအဲ့ဒီအားဒီနေရာမှာအမြန်နှုံးတစ်ခုနဲ့သူထွက်သွားမယ်ပေါ့နော်ဟုတ်ပြီနော်ဒီနေရာမှာဒီကောင်စန့်သွားတာနဲ့တပြိုင်နက်ထက်ဒီနေရာမှာအမြန်နှုံးကြားဖြင့် velocity နဲ့ထွက်သွားမယ်ဟုတ်ပြီနော် velocity စာလို့ပြောမယ်ဆိုရင်တော့ရက်ခေါ်ဆိုရင်တော့ချို့အရာတွေကကြာဘာသာပြန်ရရင်ရှုပ်တယ်အဲ့တော့ speed ကိုကျတော့အမြန်နှုံးလို့ပြောပြီးတော့ velocity ကိုကျတော့အလျင်လို့ပြောရတယ်ဒါပေမဲ့ဒီမှာတော့ velocity လို့ပဲပြောမယ်ဗျာ speed ကိုလည်း speed လို့ပြောမယ်အဲ့တော့ဒီနေရာမှာကျွန်တော်အဓိကထားပြီးပြောချင်တာကတော့ velocity ပဲဘာလို့လဲဆိုတော့ direction ကိုထည့်ပြီးတော့စဉ်းစားရမယ့်အတွက်ကြောင့်မို့လို့ဟုတ်ပြီနော်အဲ့တော့ projectile motion နဲ့ပတ်သက်လို့ပြောကြတဲ့အခါမှာကျွန်တော် direction တွေထည့်ပြီးတော့စရင်ပို့ပြီးအဲ့တော့ဒီနေရာမှာ तू က velocity နဲ့ထွက်သွားအဲ့ဒီ velocity က ဟောဒီ projectile motion အတွက် initial velocity ဖြစ်လာပါလိမ့်နော်ဟုတ် initial velocity ကိုကျွန်တော်တို့အနေနဲ့ယူလိုက်မလဲဆိုတော့ vi ပေါ့တော့လို့လည်းရေးတယ်ချို့စာအုပ်တွေက u လို့လည်းရေးတယ် v နော်လို့ရေးတာတိုက်တယ်လို့ရေးနော်စင်ပြေတယ်ဒါပေမဲ့တခုသတိထားမှာကတော့မြန်မာအကြောင်းစနစ်ပေါ့နော်အဲ့ဒီမှာတော့စာအုပ်ထဲကပုံနှိပ်စာအုပ်ထဲကရေးတဲ့အတိုင်းရေးမှအမှတ်ပေးတယ်လို့လည်းရတယ်ပေါ့ဒါကတော့တော်တော်လေးစင်မပြေတဲ့ဟာလားစီမင်းသွားမှာပေါ့နော်ဒီဗီဒီယိုတစ်ခုလုံးကြည့်တဲ့သူတွေအတွက်ဆိုရင်တော့ဒါသိလိမ့်မယ်ဒီသင်ကဟာလားတော်တော်လေးကိုကတ်သီးကတ်သက်နိုင်တဲ့စီမင်းတစ်ခုလို့ပဲအဲ့တော့စာအုပ်တိုင်းမှာ u လို့ရေးတဲ့စာအုပ်လည်းရှိတယ် v not လို့ရေးတဲ့စာအုပ်လည်းရှိတယ် vi လို့ရေးတဲ့စာအုပ်လည်းနော်ဘလို့ပဲရေးဒါတွေကတကယ်သဘောတရားပိုင်းဆိုင်ရာပြောကြတဲ့အခါမှာယူပဗေဒ concept အပေါ်မှာဘာမှလွဲမှားသွားတာမျိုးမရှိအဲ့တော့ဒါမျိုးကိုတကယ်တမ်းကအမှားပေးတယ်ဆိုရင်တော်လေးကတ်သီးကတ်သက်နိုင်တယ်ပေါ့ဗျာရိုင်းပြောမယ်ဆိုရင်တောက်ပေါ်ပေါ့နော်လို့ပြောရမှာပေါ့ဟုတ်ပြီအဲ့ဒီထွက်သွားတဲ့ကျွန်တော်တို့တိုင်းเนาะအဲ့ဘက်တာ v တန်ဖိုးလေးနဲ့ကစပြီးတော့တွေ့မှာအဲ့လိုစပြီးတော့ဟုတ်ပြီအဲ့တော့ဒီကောင်ဟာဘက်တာဖြစ်တဲ့အတွက်ကြောင့်နော်ဘက်တာဖြစ်တဲ့အတွက်ကြောင့်ဒါလိုက်ရှင်သတ်မှတ်ဖို့လိုပါလိမ့်မယ်တော့ဒါ
အဲ့တော့ battery ကို direction သတ်မှတ်တဲ့အခါမှာဘယ်ဟာကိုသုံးတယ်လဲဆိုရင် direction angle ဆိုတော့ပေါ့နော် direction angle ယူတဲ့အခါမှာအခုလက်ရှိအနေအထားအတွက်လွယ်ကူအောင်ကျွန်တော် x နော် direction ဒါ I ပေါ့နော်အဲ့တော့ y axis ဟုတ်ပြီအဲ့သူကရွေ့သွားတယ်ဒီတိုင်းပေါ်တက်သွားတယ်ဒါပေမဲ့သွားတဲ့လမ်းကြောင်းကြီးနော်ဟုတ်လို့အပေါ်ကိုစချင်းဒီမှာဒါ I ဆိုတဲ့လမ်းကြောင်းအတိုင်းတန်ကြီးသွားမှာတော့ဟုတ်ပါဘူးဘာကြောင့်လဲပထမအစကတော့ဒီလိုမျိုး direction အတိုင်း force တက်ရောက်ပေးလိုက်တယ်အဲ့ဒါဟုတ်တယ်ဒါပေမဲ့ဒီနေရာကနေလွတ်ထွက်သွားတာနဲ့တပြိုင်နက်တည်းအဲ့ဒီ force ကမရှိတော့ဘူးအဲ့တော့သူ့အပေါ်မှာတက်ရောက်တဲ့ force ဟာနော် force ဟာတက်ရောက်တဲ့အားဟာ gravity တစ်ခုတည်းပဲနော်အဲ့တော့မြားတန်အတွက်ဆိုရင်တော့ gravity နော်တကယ်လို့ခြား particle တစ်ခုကဟာလား electric field တဲမှာရွေ့တယ်ဆိုရင်တော့အဲ့ဒီ electric ပေါ့အဲ့တော့ပု္ပ္ပစာတွေမှာတော့တိုက်တဲ့ဥပမာနဲ့တိုက်တယ်လို့ဒါပေမဲ့ question တွေယူတဲ့အခါမှာတော့ဘောတရားကအတူတူဒါဆိုရင်ဟုတ်ပြီ force တက်ရောက်ရင်သူ့မှာနော်သူ့မှာ acceleration ဟုတ်တယ်မလား acceleration အဲ့တော့အဲ့ဒီ acceleration y direction အတိုင်းသာရှိတဲ့ acceleration ဖြစ်ပါလိမ့်နော် y direction acceleration ဘာကြောင့်လဲဆိုတော့ x direction တိုင်းမှာ x direction တိုင်းပေါ်မှာတက်ရောက်တဲ့အားမှာမရှိတော့ပဲဟုတ်တယ်မလားဒီနေရာတွင်ညာပြစ်လိုက်တဲ့အားကုန်သွားပြီတက်ရောက်မှုမရှိတော့ဘူးအဲ့တော့ x direction တိုင်းသူ့ပေါ်မှာတက်ရောက်တဲ့အားမရှိဘူးเนาะတကယ်လို့လေရဲ့ခုခံမှုကိုလက်လျူရှုရမှာเนาะအဲ့တော့လေရဲ့ခုခံမှုကိုလက်လျူပဲရင်တစ်မျိုးဖြစ်လာလိမ့်မယ်အဲ့တော့ y direction တိုင်းပဲအားအဲ့တော့ y direction တိုင်းတက်ရောက်တဲ့ force ကလည်းဘာ force လဲဆိုတော့ uniform force uniform field ထဲမှာရွေ့တော့ uniform force ဖြစ်တနည်းအားဖြင့် constant force ပေါ့ကိန်းသေးအဲ့တော့ကိန်းသေးအားဖြစ်တယ်သူ့ရဲ့ drag ထုကလည်းဟာကိန်းသေးပဲဒီမြားတိုင်ရဲ့ drag ထုကလည်းသူ့ရဲ့ရွေ့လျားမှုတစ်ချောင်းမှာပြောင်းလဲခြင်းမရှိဘူးအဲ့တော့ acceleration ကလည်းကိန်းသေးဖြစ်တော့ y direction တိုင်းပဲအဲ့တော့ဒီအချက်ကအဓိကနော်ဒီနေရာမှာဘာကြောင့်လဲဆိုတော့ equation of motion စကြတဲ့အခါကျွန်တော်တို့က x direction တိုင်းသွားတဲ့ equation of motion ကိုတစ်မျိုး y direction တိုင်းသွားတဲ့ equation of motion ကိုတစ်မျိုးယူရမှာဖြစ်ပါတယ်အဲ့တော့ x direction တိုင်းကacceleration မရှိဘူးအဲ့တော့ acceleration မရှိရင် acceleration မရှိတဲ့အနေအထားမျိုးမှာသုံးရမယ့် equation of motion ကိုပြောတွေ့ရ acceleration ရှိရင် accelerated motion မှာရှိတဲ့ equation of motion ဟောတွေ့ရမှာဖြစ်ပါတယ်အဲ့ဒီအချက်ကိုသတိချက်ရမှာပေါ့နော်ထားရမှာပေါ့ကဲကောင်းပြီအဲ့တော့သူ theta iron တိုင်းဘာလုပ်တယ်လဲ theta iron တိုင်းသွားတယ်ဟုတ်လားလိုက်တယ်တက်သွားတယ်အဲ့ဆိုသူ့ရဲ့သွားမဲ့လမ်းကြောင်းက y direction တိုင်းနော် acceleration နော်နေတော့ကြောင့်လို့သူအောက်ကိုကွေ့ဟောကြပါမှာအဲ့ဒီ acceleration constant acceleration ဟုတ်ပြီဒါဆိုရင်တို့ initial velocity လေးကိုပထမဦးစွာ components ခွဲကြည့်ရနော်အဲ့တော့ဒီနေရာမှာကျွန်တော်တို့ projectile motion နဲ့ပတ်သက်ပြီးအမှသိရမယ့်အချက်က trigo ပေါ့နော် trigo နဲ့ပတ်သက်ပြီးတော့ဒီချက်ကြဘာကနာနာသိထားမှာဖြစ်တယ်အဲ့တော့အဲ့ဒါမသိရင်သင်ပြေမှာမဟုတ်ပါဘူးညနေပဲစပါ
x data initial state of motion ပြလိုက်တာဖြစ် okay တော့ပုံတွေကကျွန်တော်ဒီမှာအရန်လှလှပပပဲဖြစ်မှာတော့တော့မှာဖြစ်တယ်ဒီကောင်က I တော့ကောင်က better x better y I ကျုပ်ပါတယ်ကျွန်တော်တို့လွယ်ကူကူပဲရေးမယ်ဗျအဲ့ဒီကောင် y dot လို့ထားလိုက်မယ်ဗျ y I sorry x I dot ပေါ့နော်ချိန်နဲ့ differentiate တစ်ခါလောက်ထားတာ x I ကောင် y I dot နော် position လို့ရေးရင်ဒီမှာ y လို့ပဲရေးတယ် x ပဲ velocity ရေးမယ်ဆိုရင် y dot x dot ဖြစ်မယ် acceleration y double dot x dot နောက်ပိုင်းမှာဒီလိုပဲရေးရင်ပို့ပြီးတော့မှညံတယ်ဟေးကောင်က theta I အဲ့တော့ x I dot ကဒီတောက်မှန်တရိကံမှာနီးစပ်အနာနီးစပ်အနာဖြစ်တဲ့အတွက်ကြောင့်လို့ကျွန်တော်တို့ cos အချရမယ်ပေါ့နော်အဲ့ဒါတော့ဒီကိုမှာပဲနားမလည်ပြန်ကြည့်လိုက်ပေါ့နားလည်မယ်လို့လည်းထင်ပါတယ် x I dot is I cos cos x I dot ဆိုတာကျွန်တော်တို့ x by x I ဟောတူ cos ဒီနေရာမှာနည်းနည်းပြောချင်တာကဗျကျွန်တော်တို့ x နဲ့ပတ်သက်ပြီးတော့နော် x နဲ့ပတ်သက် I နေပါလေထည့်မရေးတော့ဘာလို့လဲဆိုတော့သူဟာခုနကပြောခဲ့တဲ့ x direction မှာဟလာနော် acceleration မရှိဘူးပေါ့နော် acceleration မရှိတဲ့အတွက်ကြောင့်ကျွန်တော်တို့ initial x component မှာရှိမဲ့ initial velocity နဲ့ x component မှာရှိမဲ့ final velocity တို့ကအတူတူပဲအဲ့တော့ x direction တိုင်းသူသွားတဲ့အခါမှာဘယ်လိုလမ်းကြောင်းတစ်လျှောက်ပေါ့နော် simultaneously နော် y direction ရော x direction ရောသွားမယ်အဲ့ဒီနှစ်ခုသွားတဲ့အထဲမှာ x direction ပြန်နှုံးကြောင်းလဲခြင်းမရှိ velocity ကြောင်းလဲခြင်းမရှိဒါကြောင့်အဲ့လိုမရေးတော့အဲ့တော့လွယ်ကူကူ x is I cos I အတွက် x direction ဟောဒီပုံတင်နီးဟောဒီပုံတင်ဘာလို့လဲဆိုတော့ကျွန်တော်တို့အားလုံးသိကြတဲ့အတိုင်း constant velocity နဲ့ရွေ့လျားတဲ့အခါမှာ equation of motion အဲ့ဒါ constant velocity ဒီအကြောင်းနဲ့ပဲရှိပါအဲ့ဒါကတော့ဘာလဲဆိုတော့ v is equal to s ဒါလေးပဲရှိတယ်အင်မတန်မှဘယ်ကူရုံးနေနော် constant velocity နဲ့သွားရင် instantaneous အတွက်ရော average အတွက်ရောအတူတူပဲဒါကြောင့်မလို့ v is equal to s by dt ဒါက constant velocity နဲ့သွားလဲသွားတဲ့နေရာမှာတစ်ခုကအတူတူပါပဲ differentiate ပဲလို့သူကသူ
0ပဲစားပေါ့နော်အဲ့ဒါအတူတူပဲဘာကြောင့်လဲသူပြောင်းမှမပြောင်း velocity တန်ဖိုးမှမပြောင်းတယ်ကျင်းသေးကြီးပဲ okay ဒါကတော့ရှင်းတယ်အဲ့တော့ y axis ကြောက်ပေါ့နော် y axis ကြောက်မှာကျွန်တော်တို့ yi dot တန်ဖိုးဘယ်လိုရှိမလဲဆိုတော့ yi dot is y sorry I sin ဒါ I လိုမျိုးရှိအဲ့ဒါက y axis တစ်လျှောက်မှာရှိတဲ့ initial နော်အဲ့မဲ့ကြောင်ကြီးကပြောင်းပါနော် acceleration ရှိနေလို့နော် acceleration ရှိနော်အဲ့ဒါသိရတော့တို့ကြောင်ကို accelerated motion မှာရှိတဲ့ equation of motion နဲ့တိုင်းရှင်ကြည့်တော့အားလုံးလဲဒါဖြစ်မှာပါဒါပေမဲ့ညမှာကျွန်တော်နည်းနည်းထပ်ပြီးတော့ရှင်းလိုက်မယ်ပေါ့နော်အဲ့တော့ a is equal to ဟလာ sin d ဆိုတာက accelerated motion မှာရှိတဲ့ညနေစအဲ့တော့ဒီ acceleration a ဆိုတာက constant ပေါ့နော်လိုက်မယ်ပြောင်းမှုပေါ့နော်ဒါဆိုရင်ဒီကောင်ကိုနည်းနည်းပြင်ရင်းမယ်ဒီ is equal နော်ဒီက constant နော်နှစ်ဖက်စလုံးကို different integrate လုပ်မယ် dv a ဟုတ်ပြီဒီကောင် constant ရှေ့ထုတ်constant ရှေ့နော်ဒီအဲ့တော့ limit ထည့်မယ်ချိန်ကို3ညကနေ t အထိယူလိုက်မယ်နော်သူ့ကို limit ထည့်ရင်ဒီမှာလည်း limit ထည့်မယ်ပေါ့နော်အချိန်0မှာဟလာ velocity တန်ဖိုးက initial velocity v အချိန် t ရောက်တော့ final velocity of t ပေါ့ v ပေါ့မရေး limit ထည့်မယ်ဗျာအဲ့တော့ dv ဆိုတော့ဒီမှာ minus v ပေါ့နော် a ကတော့ a ပဲဟုတ်လား minus 0 is equal to vi နော် time plus at ရတယ်เนาะအဲ့ဒါကိုသိအဲ့တော့ဒါနဲ့တိုင်းရှင်ပြီးတော့မှရေးလိုက်ရင်ခုနက y မှာ y dot is equal to เนาะ y I dot plus y double dot เนาะ acceleration ဆိုပြီးတော့မှရေးလို့ရတယ်အဲ့ဒီကနေကျွန်တော်ဟလာထပ်ပြီးတော့ရေးရင် y dot is dot I sin plus y dot ဒါက y axis ရဲ့သူ့ရဲ့ velocity အဲ့တော့ဒီကောင်ကိုဟုတ်လား components မခွဲဘဲနဲ့ double rate ထဲပြန်ပြီးတော့ရှင်းကျင်တယ်ဆို sorry x dot နဲ့ပြန်ပါdot နဲ့ပြန်ဟုတ်တယ်သူ့ရဲ့ trajectory ကြောက်မှာရှိတဲ့ velocity တန်ဖိုးကြာတဲ့ညချင်းဖြစ်လာမှာအဲ့တော့ကောင်းပြီအဲ့ဒါပြီးရင်ကျွန်တော်တို့ဟလာဒီရဲ့ range ကိုတွက်ဖို့နည်းနည်းထပ်ပြီးတော့စားကြည့်မယ်နော်ကောင်း velocity ကိုရပြီနော် velocity ရပြီအဲ့ဒီ velocity ကနေနောက်ထပ် displacement ရှာတဲ့ညာချင်းပေါ့နော်ရအောင်လုပ်
displacement ကိုရှာဖို့တော့ကျွန်တော်တို့ဘယ်ကနေသွားမလဲဆိုတော့ velocity ဟာ yes by ညီတယ်အဲ့ဒီကောင်ကိုရေးမယ်ပေါ့နော် yes is အဲ့တော့ v ကဒီအပေါ်ကကောင်ရေးလိုက်ဒါ acceleration ပါပြီးသားပဲ acceleration နဲ့ထိတ်ဆက်ပြီးတော့မှနော်ဟုတ်လားချိန် t မှာရှိတဲ့ velocity ကိုရှာတယ်နော်အဲ့တော့ I plus နော်အဲ့တော့ကျွန်တော်တို့နှစ်ဖက်စလုံးကို integrate လုပ်မယ် yes is I integrate plus a at rate လောက်ဒါမှ limit u ပဲ not limit 0 to limit ဒီကောင်ကကျတော့ကဲမူလဟလာ position ကထားပါတော့ဗျာ origin ကနေစတယ်လို့ယူဆလိုက်ရင်တုံညပေါ့နော် origin ကနေပဲစတယ်လို့ယူဆပါဒါကဘယ်ကူလို့ပါကဲလို့ဒါ position တခု xi ကနေစတယ်လို့လည်းယူဆလို့ရတယ်ဟုတ်ပြီတော့0 to s တော့ integrate လုပ်ရင် ds ကိုလောက်တော့ s ထဲက0 s ပဲ I plus နော်တော့ a က a ပဲ constant ပေါ့လို့ constant s a is not function of time a က a ရဲ့ function မဟုတ်ဘူးt ကို integrate လုပ်တော့အားကျန်1ပေါ့နော်1 divided by ဟုတ်ပြီဒါကျွန်တော် limit အစားပြင်လိုက်တော့ဒါမျိုးရမှာတုံရအောင်နှုတ်ဟာဘူးပေါ့နော်တော့ s is equal to sin t plus 1ပဲဆိုတာရနေရအဲ့တော့ကောင်လေးကိုကျွန်တော် u သုံးပါအဲ့တော့y direction အတွက်ကသူကဒါကိုလိုက်နာဘာလို့လဲဆိုတော့ y direction မှာခုနကပြောခဲ့တဲ့အတိုင်းပဲ acceleration က constant acceleration နော် constant acceleration အဲ့တော့ y is equal I ညမှာ y direction တိုင်းရှိတဲ့ initial velocity not plus 1 divided by y double dot အဲ့တော့သုံးလိုက်ဘာထက်လုပ်လို့ရပြီလဲ y I dot ဆိုတော့ I ဒါ I ဟုတ်တယ်မလားတိုင်းဆိုင် 1 divided by အဲ့ဒီ y double dot ဆိုတဲ့နေသိရမှာဘယ်ရဲ့လွှမ်းမိုးမှု gravity ရဲ့လွှမ်းမိုးမှုအောက်မှာနော် force and gravity နားလေးကသူ့အပေါ်မှာတက်ရောက်တဲ့ပေါ့နော် acceleration ရဲ့ magnitude က10 second square ပေါ့နော်ဒါလေးတော့ origin ကိုကျွန်တော်တို့ကလိုယူမလဲတုတ်တန်မှုဘာကြောင့်လဲဆိုတော့ကောင် direction သတ်မှတ်ဖို့လို့သူကအပေါ်ကိုလဲသူသွားတဲ့လမ်းကြောင်းကြီးကအပေါ်ကိုလဲတက်သွားမယ်အဲ့ဒီကနေအောက်ကိုလဲပြန်ကျလာမယ်အပေါ်တက်တာရှိမယ်အောက်ဆင်းတာအဲ့အပေါ်တက်တာကိုကျွန်တော် plus positive values ယူအောက်ကိုဆင်း negative values ပေးရမှာနော် negative values ပြန်ယူပေးရမှာဖြစ်ဒါကြောင့်ညာမှာ equal y is equal
sin sin ပဲပေါ့နော်ဒါ I minus 1 divided by 2အဲ့ဒါလေးရကောင်းပြီရဲ့ရွေ့လျားမှုတစ်ခုလုံးကိုပြန်လဲသုံးသပ်စဉ်းစားသူကprojectile motion မှာဗျဒီနေရာကနေစပြီးတော့မှတက်သွားပြီးရင်ဘက်ကပုံပေါ့နော်အဲ့ဒီပုံရဲ့ပုံအရာဒီနေစတယ်ဒီလိုတက်သွားတယ်အဲ့ဒီအောက်ကိုပဲပြင်ပြလာတယ်အဲ့တော့ y axis တစ်လျှောက်ကိုကြည့်လိုက်အဲ့ဒီ y axis တုံညာမှတ်ကနေစလာတယ်နော်ဒီနေဒီလိုသွားဒီရောက်ဖို့ကြာတဲ့ကြာချိန်ကို time of flight နော်သင်္ကေတအနေနဲ့ upper case or t ပေါ့နော်ပုံနှိပ်စာအုပ်တော် time of flight ကိုတော့တကယ်လို့ဟလာ t ကတဲ့ညီးပဲပေါ့နော်အဲ့ဒါနဲ့ညီးပဲဆိုရင် origin ကနေစတယ် y axis ကိုပဲခွဲကြည့်နော် origin ကနေစတယ်တက်သွားတယ်အဲ့ဒီ y axis မှာရှိတဲ့ origin နေရာမှာတရားဖြင့် x axis ပေါ်မှာပဲပြန်ပြီးတော့သုံးသွားတယ် origin နေရာနေစတယ်တက်လာတယ်အဲ့တော့ y တန်ဖိုးဟာနော် y တန်ဖိုးက0.ဟိုကနေစလိုက်တယ်အဲ့ဒီကနေဘာဖြစ်လာလဲတန်ဖိုးတစ်ခုပေါ့နော် x ကတော့တန်ဖိုးတစ်ခုကိုရောက်သွားမယ် x အဲ့ဒီ0သုံးတယ်ဆိုတော့ဒါဟာ I time of flight ကုန်ဆုံးသွားပြီးတဲ့အခါမှာဘာဖြစ်မလဲ I sin die 1 by sorry ဒါကိုနားလည်ထားအဲ့ဒါကိုနားလည်အဲ့ဒါကိုမှကျွန်တော်တို့ equation နည်းနည်း rearrange ပြန်လုပ်မယ်ပေါ့ပြန်နော်ဘယ်လိုလုပ်လဲဆိုတော့ဒီကောင်ဘက်ကိုပို့လိုက်ပြီဟုတ်မလားတော့ဂိမ်းကြီးဗျဒီဘက်ပို့လိုက်တော့အပေါင်းဖြစ်သွားပေါ့ 1 divided by what is ဟလာ vi sin di ပေါ့ဒါပြီးရင်ဟောဒီကတလုံးနဲ့ဒီဘက်ကလုံးနဲ့ကြည့်လိုက်တော့ဟုတ်တယ်မလား sin time of flight ကိုနော် project time လေထဲမှာရှိတဲ့ဒါချိန်အဲ့ဒီအချိန်ကနေဆက်လင်းပြီး x တန်ဖိုးမှာရှိတဲ့ point ကိုကျွန်တော်ရှာလို့ရအဲ့ဒီ point เนาะဒီနေတောင်ကျတော့ကျွန်တော်တို့ဘာလို့ခေါ်လဲ horizontal range horizontal အဲ့ဒီ horizontal range ကိုရဖို့အတွက် time of flight တန်ဖိုးကြီးကိုရှေ့တွက်ခဲ့တဲ့ x ညာချင်းအဲ့ဒီမှာသာသွင်းဟုတ်ပြီနော်တော့ x is equal to y cos theta ဟုတ်နော် cosတောင်တို့က horizontal range
တော့သားသွင်းပေါ့ဒါပါပဲ cos theta i ဒါမှာ i sin i divided by ဒါလေးကိုသုံးမယ်သုံးပြီးရင်ရှင်းမယ်ပေါ့နော် sin vi တစ်ခါမြောက်တော့ဒါ sin ဘယ်ပေါ့နော် sin i cos i divided by တော့ sin theta cos theta ဆိုဘာနဲ့ညီတယ်လဲဆိုရင် sin 2ဒါလည်း3ကိုပါပြီဒါတော့အဲ့ဒါမေ့နေတယ်ဆိုရင်လည်းဒီကောင်ကြီးတန်းပြီးတော့သုံးတွက်လို့ရတယ်เนาะဒါပြဿနာဒါပေမဲ့ဟောခုနကပြောသလိုပေါ့အမှန်ပေးစီမြင်းကပြဿနာရှာရင်တော့ပြဿနာရှာ logically အရာတော့ဒါပြဿနာဒါ horizontal horizontal range ကိုဒါ r အနေနဲ့ဒါ time of flight ရပြီ horizontal range ရပြီအဲ့ဒါရပြီးရင်နောက်တစ်ခုကဘာရှိသလဲ maximum height ဆိုတာ maximum height ဆိုတာဟောဒီဒီနဲ့ကြားထဲမှာရှိတယ်ကွာဝေးအဲ့ဒီကွာဝေးကိုကျွန်တော် height လို့ခေါ်တော့ projectile motion မှာက acceleration y axis မှာပဲဒီဒါသူဒီလည်းပဲ constant ဖြစ်တယ်အဲ့တော့စဉ်းစားကြည့်လိုက်ရင်ဗျာပဲအချမ်း motion ကိုကျွန်တော်နှစ်ချမ်းချမ်းလိုက်မယ်เนาะအပေါ်တက်တဲ့အချမ်းနဲ့အောက်ကိုဆင်းတဲ့အချမ်းအဲ့ဒီနှစ်ချမ်းမှာတစ်ချမ်းနဲ့တစ်ချမ်းချိန်တန်မိုးကအတူတူဒီကလို့ကျွန်တော်တို့ maximum height ကိုရဖို့အတွက် time of flight ကြီးကိုနှစ်နဲ့စားလိုက်ပေါ့နှစ်စားလိုက်အဲ့လိုနှစ်နဲ့စားလိုက်ရင် maximum height ဖို့နန်းစားတစ်ခုရမှာတစ်ခုရလောက်ကြည့်ရအောင်ညီမြချင်းက y is နော် sin i divided by အ maximum height အတွက် h အကြီးနဲ့ရေးလိုက် upper case minus 1 divided by တော့ vi sin ဒါ i ဟလာတန်ဖို့နော်ဟာ i sin theta divided by အဲ့ဒါကိုဒီမှာပြန်နေရနော် plus 1 divided by အဲ့တိုင်းပဲ i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  1 okay ရှင်းလိုက်ရင်ပထမ term နည်းတော့ vi နှစ်ထပ်ရမယ်ဗျာ sin square ပေါ့နော် sin ကလည်းနှစ်ထပ်ရမယ် sin square ဒါ i ပေါ့ divided by minus ကတော့ minus နဲ့နည်းကြည့်သွားမယ်ဒီမှာတစ်ထပ်ပေါ့နော်ဒီမှာ g ကနှစ်ထပ်ဖြစ်သွားပြီအဲ့တော့အောက်က g တစ်ထပ်ပြင်ဘက်ကနှစ်အပြင် vi ကလည်းနှစ်ထပ်ဖြစ်သွားပြီ
sin ကလည်းနောက်ဆုံးရမှာက h is sin square i divided by okay အဲ့တော့ဒီ projectile motion မှာအများစုမေးနိုင်တာကနော်တဲ့ပတ်သက်တဲ့ပုံစံတွေမှာအများစုမေးနိုင်တာ sorry ဟလာ time of flight ကိုလည်းမေးလို့ရတယ်เนาะ time of flight ကိုမေးရပြီးရင် horizontal range ကိုเนาะဒီ range ကိုtime of flight ကိုအေးကွက်ရှိတဲ့ဟာကိုပြောဒါကြီးအတန်းဒါကြီးပဲမေးမယ်ဆိုတာဟုတ်ဘူး exam တွေမှာဘယ် exam ပဲဖြစ်ဖြစ်เนาะmaximum height เนาะဒါတွေကနဲ့ပတ်သက်လို့အဓိကအားပြီးတော့ရှာလို့ရတယ်ရှာခြင်းလေးတွေပေါ့နော်ဒါတွေကပါပဲပြတ်သားပဲကွဲသွားဒီအောက်မှာဒီဥစ္စာတွေပေါ့တွက်ပုံတွက်နည်းကတော့ဒါတွေတင်မလိမ့်မယ်ဒါပေမဲ့ကျွန်တော်တို့ခုနကသုံးခဲ့တဲ့ညီမျှခြင်းတွေစင်ချင်းသင်ပြီးတော့တွက်လို့ရတယ်ဒါဆိုရင်ဒါ maximum height ကိုရှာထားတယ် alpha နဲ့ရေးတော့ကိစ္စမရှိဘူးရတယ်ဒါပေမဲ့ဖတ်ပေးစီးမြင့်ကပြဿနာရှာရင်ပြဿနာရှိဟုတ်တယ်တော့ပြောလို့ဒီလိုလုပ်တယ်တကယ်တမ်းကျတော့အမှတ်ရော့သွားတယ်ဖြစ်မှာဆိုလို့ဟုတ်ပြီဒါသိထားမယ်ဟာဟုတ်တယ်tangents တွေဘာတွေဆိုတာကဟို direction velocity နောက်ဆုံးဖြစ်လာမဲ့ final velocity ရဲ့ direction ဒါတဲ့ဟာအောက်ကိုစိုက်ကြတဲ့အခါမှာဒါလည်း bonus square ဆိုင်လို့ရတယ်အဲ့ဒါကြီးတွေကိုကျွန်တော်တို့အသေးနင်းတော့ဘူးเนาะဒါဒီလောက်သိရင်လောက်တယ်အဲ့ဒါသိပြီးရင်ကျွန်တော်ပြန်ပြီးတော့တွက်ကြည့်ရမယ်အဲ့ဒါနဲ့ပတ်သက်တဲ့ပုံစံတွေကိုဟလာကိုယ်တိုင်ပေါ့နော်လေ့လာကြည့်ရတိုင်လေ့လာဘာလို့လဲဆိုတော့နဲ့ပတ်သက်တဲ့ပုံစံတွေအများကြီးပဲကျွန်တော်ဒီကရည်ရွယ်တာကဟလာ projectile mode ကဘာဖြစ်တယ်လဲဆိုတာသိဖို့เนาะသူ့ကိုအညီမြချင်းနဲ့ရှင်းလို့ရတယ်လဲဆိုတော့ဒီ horizontal range ရှာတဲ့ညီမြချင်းတွေ top flight ရှာတဲ့ညီ maximum height ရှာတဲ့ညီအဲ့ဒါတွေကိုလွတ်မှတ်ဘာမှမသိပဲနဲ့ပေါ့နော်လွတ်ကျက်နေရမှာဆိုเนาะဟုတ်ပြီเนาะကျက်စရာမလိုဘူး formula derivation ကိုကောင်းကောင်းနားလည်တယ်ဆိုရင်ရှင်းလို့ရတယ်အခု program လေးရေးထားတယ်ပေါ့နော်အဲ့ဒီရေးထားတဲ့ program ကိုသုံးပြီးတော့ iMotion လေ့လာကြည့်ဟော degree ဘယ်လောက်နဲ့ဆိုရင်သူ့ရဲ့အမြင့်ဆုံး range ကိုရောက်မလဲဟဲ့လား horizontal range ဘယ်လောက်အများဆုံးဖြစ်မလဲအဲ့ဒါတွေဟော theoretical ရလဲအဲ့ဒါရှင်းရတယ်အဲ့တော့သူက45ဒီ range
ဒါလေးနော်ကျွန်တော်ဆက်လေးနေတယ်ဖွင့်ထားတာလေးဆက်လေးနေတယ်တော့ဒီမှာကျွန်တော် program ကိုရမ်းလိုက်ပြီသူတန်ဖိုးတောင်းနေတယ်ပေါ့တောင်းနေတယ် enter initial velocity မင်းဘယ်လောက်ပေးမလဲပေါ့နော်တောင်းနေတယ်တော့ကျွန်တော် initial velocity ကိုဟလာ100ထားလိုက်မယ်ဗျာ100ပေါ့နော်သူ meter per second နဲ့တောင်းအဲ့ပြီးရင် project time နော် enter projection angle လောက်ဖြစ်မလဲဆို45လို့ပေးလိုက်45ပြလိုက်တယ်ဟေးပေါ်လာပြီတော့သွားရင်အဲ့လိုလမ်းကြောင်းနဲ့သွားမယ်တဲ့ဒါလမ်းကြောင်းအတိအကျတွက်ပေးတာနော်လမ်းကြောင်းအတိအကျကြာချိန်အတိအကျ time of flight 14 second ကြာမယ်ကဲမှတ်ကြည့်ဆက်စမ်းကြာမယ်decimal height က150 154အပြင် horizontal range အောင်ကြောတော့ဒါကိုပိတ်လိုက်မယ်เนาะနောက်တစ်ခါပြန်ရနောက်တစ်ခါပြန်ရမ်းမယ်ဒီမှာချာ100ပဲเนาะဒီဂရီကိုကျွန်တော်60လို့ထားလိုက် range horizontal range လဲသွားတယ် horizontal တော့ဒါ Python program တစ်ခုရေးထားတာပေါ့နော်ဒါတော့နည်းနည်းကြာသွားတယ်14နေလို့ဒါလေးတွေကလေ့လာထားလို့ဒီတယ် program နဲ့လေ့လာတဲ့အခါမှာတော့မှလည်းတောင်းမှုရှိဟုတ်ပြီတော့အဲ့ပတ်သက်ပြီးတော့မှတခြားဆွေးနွေးခြင်းတဲ့အကြောင်းအရာတစ်ခုပြင်ကျွန်တော်တို့အောက်က comment မှာဝင်ပြီးတော့မှဆွေးနွေးသွားလို့လည်းရတယ်နော်ဒါညင်းခုံစရာရှိတယ်ဆိုရင်လည်းအောက်က comment မှာဝင်ရောက်ညင်းခုံသွားလို့ရပါတယ်ဟုတ်ကဲ့တော့နောက်နေ့မှတွေ့တာ